One Piece ဆိုတာခမရအခက်ဆုံးအနီမေတွေကတခုပါနှစ်ပေါင်း20ကျော်တန်းတစ်လျှောက်မှာပရိသတ်တီစီကနေယူကြောင်ရတဲ့ theory တွေအများကြီးထွက်ပေါ်ခဲ့ပူပါတယ်ဒါကမဖြစ်နိုင်ပါဘူးဆိုပြီးဝိုင်းညင်းခဲ့တဲ့အရာတွေကအခုချိန်မှာတော့တကယ်ဖြစ်လာခဲ့ပါပြီဒီနေ့မှာတော့အားလုံးကမဖြစ်နိုင်ဘူးပြောကြပေမဲ့တကယ်မှန်သွားတဲ့ theory 5ခုအကြောင်းကိုပြပြပြီးသွားမှာပါလူချင်းမင်းတို့လည်းနောက်ဆုံးပြပြမဲ့ theory ကိုမဖြစ်နိုင်ဘူးလို့ပြောကြမဲ့ထဲမှာပါမယ်ဆိုတာအာမခံတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်နံပါတ်1လူဖီရဲ့အတီးက rubber တင်းမဟုတ်ဘူးဆိုတဲ့ theoryလွန်ခဲ့တဲ့7နှစ်ကျော်ကထွက်ဖူးတဲ့ theory တစ်ခုရှိပါတယ်အဲ့ဒါကတော့လူဖီရဲ့အစွမ်းဟာရိုးရိုး rubber တင်းမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒါပေမဲ့အများစုကတော့လူဖီကဇလန်းစာကနေက rubber လူတာအခုမှအတီးနာမည်ပြောင်းလဲဆိုတာအတိတ်ပဲမရှိဘူးအိုဒါကလည်းလူဖီကိုအထူးဆန်းနေပေးမှမဟုတ်ဘူးသူကသူ့ရဲ့ကြိုးစားမှုနဲ့ပဲတိုက်မှာလို့လူအများစုကအခိုင်အမာယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့အိုဒါကတဲလွန်စာလေးတွေကြိုးပြခဲ့ပါတယ်လူဖီကရေရောက်မှတောင်း red hawk ကိုတုံးနေတာကပထမဆုံးတန်တရာဝင်စီတာပါဂီယာဖိုးမှာလည်းလူဖီရဲ့ခန္ဓာကိုယ်မှာတိမ်လိုက်တွေလိုအငွေ့တွေဝိုင်းနေတာကဂျပန်ဒနာရီတဲကနဖျားတွေရဲ့ပုံစံနဲ့တူးနေပါတယ်ဝါနိုအမှာဟူဟူကဂိုမူနိုမီကိုအစိုးရတင်မောဘော်ကနေ CP9 တွေဆောက်ရှောက်ပြီးတေးလာတာကိုပြပြပါသေးတယ်အဲ့ဒီအခါမှာတော့ဒါဟာရိုးရိုးအသီးမဟုတ်ဘူးဆိုတာသိကြသွားပါပြီဟုတ်တယ်လေဒီလောက်အသီးတွေအများကြီးထဲမှာဘသူက rubber အသီးကိုအလှရှုပ်ခံပြီးတင်းနေမှာလဲမန်ကအပိုင်း1044မှာတော့မဖြစ်နိုင်ဘူးပြောတဲ့သူတွေရဲ့ပါဇက်ကိုပိတ်သွားစေခဲ့ပါတယ်လူဖီရဲ့အတီဟာပါရာမီစီယာမျိုးစားဂိုမူနိုမီမဟုတ်ပါဘူးမက်တီကယ်ဆိုတဲ့မျိုးစားဖြစ်တဲ့ဟီတိုနိုမီမော်ဒယ်နီကာဖြစ်နေတာပါသူဟာနေနဖျားဖြစ်တယ်လို့လွတ်လပ်မှုရဲ့သူရဲကောင်းလည်းဖြစ်ပါတယ်သူ့ရဲ့အဝေကနီပါဝါကတော့အားလုံးသိကြတဲ့အတိုင်းပဲပတ်ဝန်းကျင်ကအရာတွေကို rubber ဖြစ်ပြောင်းလဲပြနိုင်တာပါဒီ theory အမှန်တကယ်ဖြစ်လာတော့အရင်ကညင်ညတဲ့သူတွေလည်းပါဇက်ပိတ်သွားခဲ့ပါတယ်နံပါတ်1စာဖို့အသက်ရှင်နေတယ်ဆိုတဲ့ theory ဒီ theory ဟာဝမ်မီပရိသတ်တီကြားမှာတော်တော်လေးညှင်းခုန်နေကြတဲ့ theory တစ်ခုပါဒါကယူကြောင်နိုင်တယ်လို့ပြောခံရပေမဲ့တကယ်မှန်သွားခဲ့တာပါစာဖို့ကိုဆက်လက်ထရကိုနေကပြစ်လိုက်လို့သူ့လေပောက်ခွဲတဲ့အခါမှာလူတိုင်းကတေးသွားပြီလို့ထင်ခဲ့ကြပါတယ်ဒီ theory ကိုညင်ခဲ့ကြတဲ့သူတွေဘက်ကကြည့်ရင်လည်းမမှားပါဘူးဒီလောက်နီးကပ်ပောက်ခွဲတာကိုကလေးတယောက်အနေနဲ့ဘလို့မှကိုမလွတ်မြောက်နိုင်ပါဘူးနောက်ပြီးတော့လူဖီကိုပိုပြီးပါဝါအားတစ်ခုရရင်တော့စာဖို့ကိုပါတက်ပစ်လိုက်တာလို့လူတွေကတွေးခဲ့ကြပါတယ်ဒါပေမဲ့အိုဒါကတော့အိုဒါပါပဲဒရဆူဇာအမှာတော့အားလုံးကိုအောင်းမစ်တူသားသေးတဲ့အခန်းပါလာခဲ့ပါတယ်လူဖီဟာစာဖို့ကိုမြင်ပြီးမျက်ရည်တွေပေါက်ပေါက်ကျပြီးတော့ငိုယိုသွားခဲ့ပါတယ်စာဖို့ကတော်လိုင်းရင်တပ်ဖွဲ့ရဲ့နံပါတ်2အဖြစ်ကြီးပြစ်လာတာပါစာဖို့ကအေးစီရဲ့မေရာနိုမီကိုစားလိုက်ပြီးအေးစီရဲ့အစွမ်းကိုစက္ကန့်သူဖြစ်လာပါတယ်လူဖီနဲ့စာဖို့တွေ့ခဲ့တဲ့အပိုင်းကတော့938ပါပြင်းကြီးကျင်တဲ့သူတွေအတွက်ပြပြပေးလိုက်ပါတယ်နံပါတ်3 H ကတည်ရမယ်ဆိုတဲ့ theory ဒီ theory ကတော့ဝမ်မီသမိုင်းမှာအိုဒါကအဓိကသက်ကောင်တစ်ကောင်ကိုမတက်လောက်ပါဘူးဆိုတဲ့ယဉ်ကျေးချက်ကိုရချိုးလိုက်တဲ့ဖြစ်ရတစ်ခုပါ H တည်မယ်ဆိုတဲ့ theory ကလူဖီကိုအားမလို့အားမြဖြစ်နေတာကနေထွက်လာတဲ့ theory ပါအန်နီမေတွေရဲ့ logic အရာ MC ကျန်းလာဖို့ဆိုရင်သူနဲ့ယဉ်နေတဲ့သူတည်ပြီးမှရမှာပါ H ဖန်းကရပြီးတဲ့အထိကို H ကတည်မှာမဟုတ်ဘူးလို့ညင်းနေကြတော့မှာပဲဒီလိုအန်နီမေမျိုးမှာအဓိကသက်ကောင်ရဲ့အကိုအဲ့ဒီလောက်အရေးပါတဲ့သူကိုမတက်ဘူးနောက်ဆုံးမိနစ်မှာတရယောက်ကကင်မာပဲဆိုပြီးညင်းကြတဲ့သူတွေလည်းရှိပါတယ်တကယ်တမ်းလည်းလူဖီက H ကိုလက်ထိပ်ဖြုတ်ပြီးကဲထုတ်နိုင်ခဲ့တဲ့အတွက်တေးဖို့ theory ကပို့ပြီးတော့တောင်မဖြစ်နိုင်တော့ဘူးလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူ့ရဲ့ကိုနေကကိုစော်ကားတာမျိုးဆိုရင်ဘယ်တော့မှနောက်မဆုတ်တဲ့ဇယက်ရှိတာကသူ့ကိုတေးတွင်းနဲ့တူးမိုးခဲ့တာပါ H တုန်းကဆိုရင်တော်တော်ကြီးကိုအောင်းခဲ့ရတာပါကျွန်တော် favorite character လေးဖြစ်တာမို့တော်တော်လေးဝမ်းနည်းခဲ့ရပါတယ်ဒါပေမဲ့လည်း H ကလူဖီကိုပို့ပြီးတန်မာလာသေးတာမို့တန်ပါတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ကတော့ဝမ်မီကို2020လောက်မှစကြည့်တာဆိုတော့အခုလိုညှင်းခုန်နေကြတဲ့ theory ကိုမမီလိုက်ပါဘူးမိခဲ့ရင်လည်းမသိဘူးပြောတဲ့ဘက်မှာကျွန်တော်အပါဝင် brother တို့လည်းရှိမယ်ဆိုတာကျွန်တော်ယုံတယ်နံပါတ်4လူဖီရဲ့ဒုတိယအိမ်မက် theory လူဖီရဲ့ဒုတိယအိမ်မက်ဆိုတာလက်ရှိဝမ်မီဖန်နေကြမှာအစောကနေကမရှိဘူးလို့ညင်းပြီးတာပါလူဖီရဲ့အိမ်မက်ကပင်လယ်ဓမြပြင်ဖြစ်ဖို့ပဲလေအဲ့ဒါကလွန်ရင်တခြားပါရှိအောင်ပါလေလို့လူတိုင်းကတွေးနေကြတာပါဒါပေမဲ့လူဖီကသူ့ရဲ့အဖွဲ့သားတွေကိုငါပင်လယ်ဓမြပြင်ဖြစ်သွားရင်လှုပ်ချင်တာကဆိုပြီးသူ့ရဲ့အိမ်မက်အစ်မှန်ကိုပြောလိုက်တာပါအဲ့ဒီလိုပြောလိုက်တာကသူ့ရဲ့အဖွဲ့သားတွေတောင်အောင်းကုန်ပါတယ်ကောက်ဥစားဆိုရင်မဖြစ်နိုင်ဘူးဆိုပြီးတော့တောင်ပြောပါသေးတယ်စัญကြီးဆိုရင်လည်းချွတ်ပါရင်မင်းသူကောင်ကိုစစ်ပေးလိုက်ပါအောင်ဆိုပြီးပြောခဲ့ပါသေးတယ်ဒီအရာတွေကပဲလူဖီကဒုတိယအိမ်မက်ရှိတယ်ဆိုတဲ့ theory ကမှန်သွားစေခဲ့တာပါလူဖီကလည်းအဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ပင်လယ်ဓမြဘရင်အရင်ဖြစ်ရမှာပါအိုဒါကလူဖီပြောလိုက်တဲ့စကားတွေကိုအတန်ပိတ်ပြီးသူ့ရဲ့အဖွဲ့သားတွေတုံ့ပြန်ပုံကိုပဲပြခဲ့တာပါဒါကြောင့်ပရိသတ်တွေကဘာဖြစ်နိုင်မလဲဆိုတာကို theory ထပ်ထုတ်နေကြပါသေးတယ်တချို့ကြတော့လဲတကဘာလုံးချီပြီးစားတော့ဖို့ကြီးကျင်းပကျင်တာလို့ပြောကြပါတယ်တချို့ကြတော့လဲရေကူးကျင်တာပါတဲ့ဘာပဲဖြစ်လူဖီရဲ့ဒုတိယအိမ်မက် theory ကလည်းအမှန်တကယ်ဖြစ်လာတာတော့အမှန်ပါပဲနောက်ဆုံး theory လေးကိုမပြောခင် channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ကျွန်တော်ဘက်ကပြင်ပြနေတာကတော့လာမယ့်အပုတ်တိုင်းကိုပို့ပြီးတော့ကောင်းလာအောင်လုပ်ပေးမယ်ဆိုတဲ့ကတိပါဒါဆိုရင်နောက်ဆုံး theory လေးကိုစလိုက်ရအောင်နံပါတ်5ဘဂီဟာရုပ်ကိုဖြစ်လာမယ်ဆိုတဲ့ theory ဝမ်မီတပိုင်းမှာအကြီးမားဆုံးဟာတာ theory ကနေအံ့ဩစရာအကောင်းဆုံးအမှန်တရားဖြစ်လာခဲ့တဲ့ဖြစ်ရတစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာခန့်ကပရိသတ်တချို့ကဘဂီကကံကောင်းလုံးနေတော့တနေ့ကျရင်ရုပ်ကိုယ်တော်ဖြစ်သွားနိုင်တယ်ဆိုပြီးစောင့်နေကြပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့အိုဒါရဲ့မွေးသားဘဂီကရုပ်ကိုဖြစ်လာနိုင်တယ်ဆိုတဲ့ theory တွေလည်းထွက်လာပါသေးတယ်အဲတုန်းကလည်းကျွန်တော်အပါဝင်တော်တော်များများက Facebook group ထဲမှာညှင်းခုန်ကြပါသေးတယ်
ဘဂီကဗီလိန်အသေးလေးရှက်တဲ့အဆင့်သူရုပ်ကိုဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးပြောခဲ့ပါသေးတယ်ဘသူကထင်မှလဲဘဂီလိုကောင်ကရုပ်ကိုဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ကမန်ဂမဖတ်တော့အနီမေထွက်လာမှဘဂီကရုပ်ကိုဖြစ်လာမှန်းသိရတာပါမန်ဂဖတ်တဲ့သူတွေကတော့စောစောသိရမှာပေါ့ကျွန်တော်ပြောတာမမှားဘူးဆိုရင်အပိုင်း1080မှာရုပ်ကိုဖြစ်တာပါမယ်ထင်တယ်ပြစ်မှန်တဲ့ခါတိုတိုရှုံးသွားတော့လူဖီနဲ့အတူဘဂီဟာရုပ်ကိုဖြစ်လာခဲ့ပါတယ်ကံကောင်းတာကဘဂီရဲ့အစွမ်းဆိုရင်ဝမ်ဘီထဲမှာဘဂီကအတန်မာဆုံးလို့ပြောလို့ရတယ်အခုလဲဘဂီကဝမ်ဘီကိုအရင်ရမှလို့တီယူရီတွေထုတ်နေကြပါတယ်ကျွန်တော်ကတော့မငင်းရတော့ပါဘူးဘဂီရဲ့ကံကောင်းမှုကြီးကိုကြောက်လို့ပါပြောမရဘူးလေရကျင်နဲ့ရသွားနိုင်ပါတယ်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအနီမေနဲ့ပတ်သက်တဲ့သတင်းတွေတီယိုရီတွေဗဟုသုတတွေကိုအမြဲမပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်လာမယ့်ဗီဒီယိုပုံတိုင်းကိုလည်းပို့ပြီးတော့ကောင်းအောင်လုပ်ပေးမှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့လို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ရဲ့နာမည်ကတော့ယိုယိုပါဒါဆိုရင်မီနာဆန်အာရီဂါတိုကိုဇိုင်မတ်バイバイ